နဲ့ကျွန်တော်ရဲ့မွေးထားနေရာနဲ့တီးသုံးစိတ်ကြီးဘုတော်အိမ်မက်ပန်းလေးလက်ပန်းသွားပွင့်မှုကိုပြေးလန်းလန်းတစ်လျှောက်ပြီးနေခဲ့သူပဲဒီမေရင်ခွင်ဝေးရစီမတားလွန်းနေလေဒီလုံးရင်ဇလန်းတွေတကူတဲ့ကူဟန်လို့နေဒီမေရင်ခွင်ဝေးရစီမတားလွန်းနေလေဆုံးရဇလန်းကိုတကူတဲ့ကိုဟန်လို့နေဘုရားတော်လေအဖေမေဝေးမနေရမဲ့ကံအလားလေးလားမသိအောင်ဘိုးငယ်စဉ်ကလေးဘဝတည်းကအဖေမေတို့နဲ့ဝေးနေရတယ်လေလောကရရဲ့တစ်ထလုံးမာပြီးအဖေမေတို့နဲ့ဝေးရစီပြောရမှနေလို့မဖြစ်နိုင်ဒီနေရာတွေလည်းမဖြစ်နိုင်ပန်းစားလွန်ရပါ၏အဖေမေတို့နဲ့ကျွန်တော်ရဲ့မွေးထားနေရာနဲ့တီးသုံးစိတ်ကြီးဘုတော်အိမ်မက်ပန်းလေးလက်ပန်းသွားပွင့်မှုကိုပြေးလန်းလန်းတစ်လျှောက်ပြီးနေခဲ့သူပဲ